အားလုံးပဲမင်္ဂလာပါတငယ်ချင်းတို့ဒီနေ့လေးကိုခြာတိမယူသွားတော့ငယ်ချင်းတို့ကျွန်တော်လိနဲ့ယူစိတဲ့ချင်ကျွန်တော်မရိုက်ဖြစ်တော့ဒီနေ့မှခြံရောက်မှရိုက်ဖြစ်တော့ငယ်ချင်းတို့ကြည့်ကျွန်တော်တယောက်ထက်ယူစိရနော်ကားပေါ်မှာဆွဲစိနေပြီအကောင်15ကောင်လောက်တော့ငယ်ချင်းတို့ခဏ10ကောင်လောက်ထုတ်လိုက်ပြီအခု6ကောင်ပဲကြာနော်တငယ်ချင်းတို့မှကျွန်တော်ဆွဲထုတ်နေတော့ပဲသူကကားပေါ်တင်လာတာချီးတော်တော်များတော့ပဲချီးပါတာတော်တော်များပဲတငယ်ချင်းတို့ကျွန်တော်ခြံတိမယူသွားတော့ခုကအကောင်18ကောင်သူကတိတ်မကြီးနော်အလတ်တယ်ပဲနော်တကယ်ချလို့10လက်မှထက်မှကျွန်တော်ယူသွားပါတယ်နော်တကယ်ချလို့ခြံတိမှာတော့ပူအေးဆေးရောတကယ်ချလို့တိုက်ပေါ်မွေးရတာနေပူတယ်ပြီးတော့အုပ်တွေလည်းပူတယ်လေတကယ်ချလို့မြေကြီးလို့မတူလေမြေကြီးမှာပဲမွေးလိုက်တူအခုတော့တကယ်ချလို့ဘယ်လောက်ထိများလဲကြည့်တကယ်ချလို့မှာချနေတော့မယ်နော်တကယ်ချလို့ကျွန်တော်အဖိုးတဲတော့ခိုင်းမှာချမ်းမှာတဲတော့ခိုင်းမှာသူမြန်မာနဲ့စတိုင်လိုဘလိုတဲ့မြန်မာအမဲရောင်နဲ့လိတ်ဆောက်တမပေါ့ချာတိမှာလိတ်ဆောက်တမတော့ဒီရောက်မှာလိတ်တွေချတယ်ပြီလိတ်တွေအကောင်အလုံးစုပေါင်းလာ100သူပြောတော့ခဏဘယ်လောက်မသိ180လောက်တော့ငယ်ချလို့လိတ်တွေအကောင်တေးရောအကောင်ကြီးရောကလုံးရောနေပြီဒီတချန်ထဲပဲထည့်လိုက်မယ်အများကြီးပဲမြန်မာနဲ့စတိုင်နဲ့အကောင်ကြီးတွေတော့ငယ်ချင်းအကောင်တေးတွေပုံများတော့အကောင်တေးတွေ80 90လောက်တော့ငယ်ချင်းအကောင်တေးတွေလည်းရောင်းမှလည်းတော့ဝယ်ချီဆက်တက်လက်ခဲ့သူတို့မြေကြီးပေါ်နေတာပိုအစင်ပြေတော့ငယ်ချင်းဒီအရန်မိုက်တယ်ဒီမှာရောက်တော့ချန်တီမှာတော့တော်မိုက်